အဲ့လိုပြောတော့လည်းသူဘာမှပြန်ပြောဘူး။အော်ဒါဆိုလို့ရှိရင်ဘိုက်မကြီးပဲနဲ့ဘိုက်မကြီးမဲ့နဲ့ဘိုက်ကြီးတဲ့ဆိုပြီးတော့ရှင်းကိုလိန်တာပေါ့အဲ့ဆိုဒီကောင်မဟုတ်လား။အဲ့လိုလိန်နေဆိုရင်ငါ့ကိုအဲ့ပတ်စံပြန်ပေးလို့နေအဲ့ကပုံချသိတွေငါ့ကိုပြန်ပေးလို့ကျွန်တော်လည်းအဲ့လိုမျိုးညောင်းကပတ်စံတောင်းမိရဲ့။အဲ့တော့ပြန်လို့ပုံတော့ကျွန်တော်ကခုပြကျွန်တော်အဲ့ကကိုဝင်ရောသူနဲ့ပတ်သက်ပြီးကိစ္စအားလုံးရောကျွန်တော်နဲ့မတက်ဆိုင်ကြောင်းကျွန်တော်တိတိလင်းလင်းလုပ်ချင်တာ။အဲ့ဒါနဲ့ရှင်ကျမလာတိုင်နေပေါ့ဟုတ်တယ်ရှင်တို့ကိစ္စတွေရတယ်ဒီလောက်ရှုပ်ထွေးနေတဲ့ဟာရေကျမဘယ်လိုဖြေရှင်းလို့ရမှာတော့ရှင်ကမရင်ကြီးရှိရဲ့သားနဲ့ဒီကောင်မနဲ့ဖောက်ပြန်နေဟိုကောင်မလည်းလင်ကြီးရှိရဲ့သားနဲ့ရှင်နဲ့ဖောက်ပြန်တဲ့အချိန်မှာဒီကောင်မကတခြားလူနဲ့ပြန်ဖောက်ပြန်နေဆိုတော့ဒီလောက်ရှုပ်နေတဲ့ကိစ္စကိုကျမဘယ်လိုဖြေရှင်းလို့ရမှာတော့ကျမဟိုတရားသူကြီးမဟုတ်ဘူးလေကွယ်ကျမလုံးဆောင်ပေးလို့မရဘူးလေငမောင်ရဲ့ဖေးဟုတ်မနဲ့ဒီလိုကျွန်တော်လိုချင်တာဗျာသူ့အလူအဲ့ကိုဝင်နောက်ကောင်နဲ့နေပြီးဖြတ်ပဲချဘာပဲလုပ်လို့တူပိုင်းသူဒီမှာကိုဝင်ရှိလားမရှိလားမသိဘူးကျွန်တော်တို့ကလက်ချောင်းပေါ်ပဲရှိရလားမသိဘူးလားမသိဘူးရှင်လုံးတဲ့လူလေကွယ်ရှင်ကလေးဟိုဗလဲသွေးစစ်တန်ဟိုနှချောင်းပေါ်တချောင်းပေါ်ရှင်မကြည့်လို့မတက်ဘူးလားကွယ်တက်ဘူးကျွန်တော်လည်းအားလုံးမျိုးတစ်ခါမှလုပ်ဘူးအေးရှင်မကလေးမရှိဘူးလားမင်းကြီးနဲ့ရှိဘူးကျွန်တော်အိမ်တော်တက်10နှစ်ရှိပြီအခုလန်ခွဲသွားပြီလားမင်းကြီးနဲ့မယန်ကြီးကကျွန်တော်ပြောမယ်နောက်ပိုင်းမှခေါ်လာလောက်နေငါ့ကိုပေါင်းဆိုရင်ပေါင်းမဲ့မိမပြူရှင်မယန်ကြီးကကောင်းလိုက်တာနော်အဲ့လိုဒီကောင်းတဲ့မိမပြူအခုအရှင်မယန်ကြီးနဲ့ပြန်ပေါင်းတဲ့ဆိုတဲ့သဘောပေါ့မပေါင်းသေးဘူးမပေါင်းသေးသူတော်ကြတဲ့နိုင်ချုံမှကြောက်လို့ပြန်လူကိုကြောက်နေရဆိုတာဒီလူပေါင်းစက်ပေါင်းလုပ်ပြီးကကြမှာဒီကိုဝင်သူကဒီကိုဝင်ဖက်တာဖို့ပတ်သက်မရှိရဲ့နောက်ကောင်လည်းပတ်သက်မပေးဘဲနဲ့လိုပြီးထားတဲ့အချိန်ကျမှကျွန်တော်လာပြီးတော့ဒီကိုဝင်တာဝန်ယူကောင်းတယ်ကျွန်တော်ပြောမှကြောက်လို့ပြောမှာပဲလေအခုစုပေါင်းကလေးလေသူလင်ကြီးနဲ့လည်းလုပ်တယ်ရှင်းနဲ့လည်းခံတယ်ဟိုကလည်းခံတယ်ဆိုတော့စုပေါင်းကလေးပေါ့ပြောစရာကြီးငတ်မောင်ရဲ့ရှင်းလည်းသူအဲ့လိုမျိုးပြောရင်လည်းရှင်းလက်ခံလိုက်ပေါ့အကုန်လုံးနေတို့တွေအကုန်လုံးလိုကြတာပဲလေလူသားကကျွန်တော်ကတော့ဟိုမသိရင်တရားခိုင်လို့ကြာနေတော့မှာရှင်လည်းပါတယ်လေအဲ့ဒီမှာရှင်လည်းပါတယ်လေရှင်လည်းလိုတာပဲရှင်လည်းပါတာပဲလေပါရဲ့မငင်းမှုမပါဘူးမဟုတ်ဘူးဒီဝါကမရှိရဲ့လို့ဘာမဒီကောင်မပါလားအဆုံမဟုတ်တော်လို့လားကွယ်အဲ့လောက်ထိဒီတို့တွေဒီလောက်ထိဆွဲလန်းတာကွယ်ဒီအဲ့ကောင်မလားအဆုံမဟုတ်လားအဆုံမဟုတ်တော့ဘူးကုန်းပြရတော့တော်ရဲ့ကုန်းပြရတော့တယ်ဘော်ဒီလာတယ်ဗောဒီကောင်မဟိုဟာပြုတ်ရဲ့ဗျယောက်ျားရဲ့လို့မိန်းမလို့မှလေယောက်ျားအင်္ဂါလို့မိန်းမအင်္ဂါလို့မှပဲ့ပါလို့ရှိရင်ဆွဲလန်းတယ်အဲ့လိုအစုံမတော့မဟုတ်ဘူးကုန်းတာတော့တယ်ခါလေးလာတာဗောလားခါလာတာဗောလားလာမလာပါဘူးခါလည်းမလာပဲနဲ့အစုံမလည်းမတော်ပဲနဲ့ရှင်တို့အကုန်းတော်တာနဲ့ရှင်တို့ကဆွဲလန်းနေဗောအကုန်းတော်နေရโอเคအမလေးဖျက်လက်ကုံပဲအမလေးမထားကြအကုန်းတော်ရင်ယောက်ျားဆွဲတယ်နော်မလေးကျွန်တော်ကဘလို့ပဲပြက်လာတတ်တယ်အခုချိန်မှာညအဲ့ညသွားဆိုတော့ကျွန်တော်မှစနစ်တော်ကြီးပြန်လာရတယ်နေရအခါမရှိဘူးညအိမ်မှာနေရတယ်သူ့ကြောင့်အလုပ်တွေလည်းပြုတ်ခဲ့ရတယ်အိမ်ကလည်း330တောင်းတယ်အဲ့ပတ်သက်တွေလည်းတူယူဘာဖြစ်မှာမလို့တော့ရှင်ကလည်းအကုန်းတလောက်တော်တဲ့ဟာရဲ့ကြံတဲ့ဟာတွေအကုန်လုံးမေးပြလိုက်ကုန်းတာတမျိုးပဲလက်လုံးအုံတော့ထဲမှာထဲပြဟာဒီကောင်မကုန်းတော့တယ်ဆိုတာကုန်းတော့ကုန်းပါစေဆိုတဲ့အသွေးနဲ့သွေးလေးကွာကျွန်တော်ကသူများတာမမျိုးမိုင်ရိုင်းလို့ရရဲ့အဲ့ဒါရဲ့ view ပိုင်းတောင်ရှိရဲ့ဒါပေမဲ့ကျွန်တော်မလုပ်ပါဘူးဟုတ်လားမနဲ့လည်းလောက်ပြပါအောင်လို့ကြည့်ချင်လို့ပါလူကြီးပြမယ်ဒီလောက်ကုန်းတော့တယ်ဆိုတော့ကျွန်မလည်းကြည့်ချင်တာပေါ့ရှင်အမလေးတက်က20ကျော်ပဲရှိလေလျောက်ကိုမကြိုက်ဘဲနဲ့တန်းပြီးကုန်းတာလေမချစ်မကြိုက်ဘဲနဲ့ဟိုကုန်းပလိုက်တာပေါ့ကျွန်တော်လည်းတွေ့သွားတာတညာလုံးကန်းချင်မှနေပြီးနောက်နေ့ကျတော့တက်ဖို့ကတန်းရောက်သွားတာမချစ်မကြိုက်မနဲ့တန်းကုန်းတာပေါ့အေးကြားလည်းမကြားဘူးပါဘူးနင်တို့အဖြစ်တွေကအခုမှပဲကြားဘူးတဲ့ဆိုတော့သင်ခန်းစာယူမယ်ဟိုတယောက်လည်းတယောက်သူ့ကိုဘာမှလုံးမပေးဘူးဒီတိုင်းတက်လောက်တာတဲ့အားကြောင့်ယောက်ျားကြီးတယောက်ပြီးတယောက်လိုက်ကုန်တယ်ရှင်ကရက်ပေးတဲ့ဆိုတဲ့သဘောအဲကြောင့်ရှင်ကိုဆွဲတာပေါ့လို့လားနောက်ကောင်လည်းရက်ပေးလို့ရှိမှာပေါ့နောက်ကောင်ပို့ဆွဲတာရှိရှင်ကရက်ပေးတာတိတ်မကောင်းလို့ပြမှာနောက်ကောင်ကပိုကောင်းနေဖြစ်မှာပေါ့မှတ်ထားမယ်နော်โอเคအဲ့ဆိုကျမဘာမှလုပ်လို့မရဘူးလေရှင်တို့ဟာဒီကဟိုလင်ကြီးလင်ငယ်မရင်ကြီးမရင်ငယ်နဲ့ရှုပ်ရှက်ခတ်နေတာပဲစုပေါင်းအခုစုပေါင်းကလေးဆိုတော့ကျွန်တော်ဒီလိုဘယ်လဲရုံးပါပဲပြခေါ်လိုက်
တိုင်းပြီးတော့အိုက်ကကိုဝင်နေနဲ့ကျွန်တော်နဲ့မဆိုင်တော့ဘူးဆိုတဲ့အကြောင်းမပတ်သက်တော့ဘူးဆိုတဲ့အကြောင်းသူစီကဂရီးရရင်တော့ ဟာငမောင်ရဲ့ရှင်ပလိတ်ကိုအလုံးရှုံအောင်ဟိုမလုပ်ပါနဲ့လို့သူကနဲ့သူတို့ပလိတ်နဲ့သူတို့နဲ့အလုံးရှုံနေပြီလို့ရှင်တို့လိုတဲ့ကိစ္စနဲ့အလုံးမရှုံပါစေနဲ့လို့နော်အမေကိုပတကိုစကားပြောကြမလို့ရှင်းကြလို့လိုတဲ့ကိစ္စရှင်းရခက်တယ်လို့ စကားပြောလို့မရတော့ဘူးလေတော့ကကျွန်တော်အဲဟိုချိန်ချမ်းမှာဖြတ်ချလို့မရတဲ့ချိန်ချမ်းမှာကျွန်တော်လာတိုက်နေဘူးလို့လို့ ရှင်သူနဲ့အဆက်တော့မလို့ရင် तू က तू ပြီးသွားမှာပဲအမလေး तू က तू လင်ငယ်နဲ့ तू အဆင်ပြေနေတဲ့ဟာကြီးကိုမနေ့ကတော့မနေ့အကြံပေးတာပေါ့နော်ဒါတော့နော်ရှင်တို့အားရနေရှင်တို့ထိုင်းပလေးကိုရှင်တို့အပူစာမလုံးနဲ့သူတို့ဘက်သူတို့လည်းသူတို့အခက်ခဲနဲ့သူတို့ရှုံနေပြီလို့အမှုပေါင်းများစွာနဲ့နော်အေးရှင်မဆက်တော့နေဗလားလို့ အဲ့ချိန်ချမ်းမှာကိုဝင်9လလောက်ရှိကြမှာလူကအပြစ်သွားပြီးမှကျုပ်စီပြန်လာလို့ရှင်ကျုပ်ကလည်းအဲ့ဒါတက်လာရပိုးရှော့ပေါ်မှာလေ အော် तू ပြန်လာကျမပြောသလိုမျိုးပဲလေရှင်သူနဲ့အဆက်တော့လုံးဝမလုပ်ဘူးဆိုလို့ရှင် तू ပဲအပေါင်းနေပြန်လာမှာတော့ ဟောသူကကျွန်တော်နေတဲ့နေရာတည်တယ်လေ တိပစေလေငါဘူးတလုံးခါဆိုရှင်ရယောက်ျားလေးပဲလေပဲရှင်ဘူးတလုံးခါနဲ့ရှင်မအသက်သေးအထောက်ထားနဲ့ရှိတဲ့ဆိုရှင်လက်မကန်ဘူးဆိုလို့ရှင်ရတယ်လေရှင်မသားရှင်ဟိုမှာအကုန်ကောင်းလို့သာရှင်သူ့ကိုဆွဲလန်းနေတာလေရှင်ဖြတ်လို့မရတာလေဟာရှင်ကလည်းလွယ်လေးပဲဟာကြီးကိုလူတယောက်ကိုမပတ်သက်ချင်တော့ဘူးဆိုလို့ရှင်လွယ်လေးပဲလေကွယ်အဆက်တော့မလုံးနဲ့သူလာရင်လည်းစကားမပြောနဲ့လေကွယ်ဟုတ်တယ်လား ဟောဝေဝေ အေးလို့နော်ငမောင်နော်မနေ့ပြောချင်တာဒါတော့မနေ့အကြံပေးတာပေါ့နော်အေးလို့ဖြစ်နေတယ်ဆိုလို့ရှင်မရင်ကြီးနဲ့ပြန်ပေါင်းပါလို့မနေ့ပြောချင်ပါတယ်ရှင် မဟုတ်ဘူးကျွန်တော်နောက်တစ်ချိန်ကျမှဗျာကိုဝင်9လ6လလောက်ရှိခါကျမှကျွန်တော်စောပြတ်လာလာရှာမှာကြောက်လို့ အေးစောပြဿနာလာရှာလက်ရှိမှာရှိတဲ့တက်တဲ့တွေပါတယ်အကုန်လုံး line ပေါ်မှာချပြလို့ရတယ်လေအဲ့ဒီခါကျလို့ချင်း तू လည်းအဲ့လိုမျိုးအဆက်မဲတဲ့ကောင်မမျိုးတော့မအဲ့တော့မသိဘူးပေါ့အေးအခုလက်ရှိတာမှအခုလက်ရှိတာမှမင်းဟိုဘလဲလင်ကြီးရှိရဲ့သားနဲ့ရှင်းမမင်းကြီးရှိရဲ့သားနဲ့ရှင်းကိုပတ်သက်တဲ့ဆိုတော့ तू မှလည်းအချက်မရှိတော့ဘူးလို့ထင်ပါတယ်နော် အရှင်းမရှိဘူးပဲကြောက်နေရ အေးကျမလည်းအကြံပေးလို့ရတယ်အဲ့လောက်ပဲကြံပေးလို့ရတယ်ရှင်ကျမတော့ဒီလိုမျိုးကျတော့ကျမဖြည့်ရှင်းလို့မရဘူးပေါ့ကွယ်ရှင်တို့ကရရှုံးရှက်ခတ်နေတာပဲလင်ကြီးလင်ငယ်လင်လက်တွေမှာလို့ဆုံးရှက်ခတ်နေတာပဲအဲ့ကြောင့် ဟုတ်ချုပ်ရခဲ့တာနောက်မှဗျာအိုက်ကလိုချင်တာဆိုတော့ညဟွာတွေ့တာလည်းဗီဒီယိုဖိုင်လည်းကျွန်တော်ဟိုအတန်ဖိုင်လည်းရှိရရှင်းတာအတန်ဖိုင်ရှိရ အေးလို့အဲ့ဒါပဲတင်ထားပေါ့အကယ်၍ तू လာရှင်းလာဟိုဘယ်လိုပြောမလဲဟိုရှုံရှက်လုံးမယ်ဆိုလို့ရှင်တော့အဲ့ဒီအတန်ဖိုင်တွေပါတွေချင်းဟိုပေါ့ဖွင့်ပြလိုက်ပေါ့ဟုတ်တယ်ဟုတ်အဲ့ချိန်ကျရင်မှတော်ရကြကူမရကဲမရယူအောင်ဆိုတော့ကသွားပြီ မလေးဟိုကလင်ငယ်နဲ့ထားပြီးသားဒီလင်ငယ်အစိမပြေနောက်လင်ငယ်ထားမှာပဲလေ तू ကတလင်ထားမှာပဲလေငမောင်ရင် तू ကတာတဲ့ယောက်ျားကို तू ပေါင်းမှာပဲလေဟုတ်တယ်ဟုတ်အေးရှင်မကြောက်စရာလို့တော့လို့ချင်းအေးစင်းနေလိုက်ပါလို့အမလေးဒါရှင်ဝုတ်ပဲလေနော်မရင်ကြီးရှိရသားနဲ့မရင်ငယ်နေချင်းအောင်နောက်တစ်ခါဒါဝုတ်ကြီးတယ်နော်ဒါနောက်ဘဝတော့မကူးနော်ဒီဘဝမှာပဲနေဝုတ်ခံရပြီးတော့ဟုတ်အေးအမလေးမရင်ကြီးပဲလားအပေးမကောင်းလားအပေးမကောင်းမရင်ကြီးကိုတင်ပေးလိုက်လေအေးဒီလိုစုံမိမရေဒီလိုကုန်းမိမရေလို့ပြောလေကွယ်ဟုတ်တယ်လေကျမတို့မင်းကလေးတွေကအဲ့လောက်ထိဟိုဘယ်လိုပြောမလဲတိတာမဟုတ်ရိုးသားတဲ့မိမဆိုပို့ဆိုတာနေနားမလဲဘူးဟုတ်တယ်ကိုပြောပြမှာလေလိန်ကိစ္စကိုလင်များနှစ်ယောက်ပဲတီးလို့ရတဲ့ဟာလေဟုတ်လားမိမရေဒီလိုကျွန်တော်ဟိုရက်ကြဒီလိုလုပ်ပေးပါဒီလိုကုန်းပေးပါဆိုလို့ရှိရင်ဘယ်မိမမဆိုကိုကိုချစ်တဲ့မိမမဆိုအကုန်လုံးလုပ်ပေးတာပဲငါမဟုတ်တော့နေတော့အဲ့ဒါနောက်တစ်ချိန်ပြန်လာတက်လာလို့ရှိရင်ရှင်းလို့ရတော့တယ်ပေါ့အေးရှင်းလို့ရတယ်ရှင်းဟုတ်ကဲ့ရှင်းလို့ရတယ်အဲ့ဒီခါကျတဲ့ကျမကိုလာပြောโอเคဟုတ်ကဲ့အေးလို့ရှင်းအဲ့ဒီကောင်မနဲ့အဆက်တော့ပြန်ရပြီโอเคအမလေးโอเคအဲ့ဆိုလာပဲနော်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့မင်္ဂလာပါဖျက်မျိုးစုံကြိုးကုန်ပဲကြားလာလက်ကုံပဲဒါစက်သိမ့်ပိုင်းရှင်နော်အပိုင်းနေအများကြီးနော်ကိုပတ်သက်ကိုဝင်ကြည့်လိုက်တော့ငါချွာလာ